နိဗ္ဗာန်ဝင်ရောက်စကားပေါင်းများရသော်ပြဟောကြားခဲ့တဲ့ဒေသနာတော်တွေဒီကံတော်ကိုဒီကဲ9ရက်စုဆောင်ရင်းမှတ်ထားတဲ့အပိုင်းရသော်ပြခင်ကိုပြဟောကြားထားတဲ့တရားတော်တွေနဲ့အညီစေတရိဝတ္တရာစတဲ့ဘုရားတော်ကဒီကြီးများဟောကြားထားတဲ့တရားတွေဒီတရားတွေကိုစုဆောင်းပြီးတော့ထားတဲ့နိဗ္ဗာန်ဝင်ရောက်တရားကောင်းများလို့ဒီတရားဓမ္မကိုဟောကြားခဲ့တာရှင်းလာမှဖြစ်မယ်။သက်သောတရားပြိဋိဘသံဃိကာသအချိန်လောက်မှာသာသနာတော်ကိုကြည်ညိုမိကိုအားထားကြတဲ့ဓမ္မများသက်သောတရားမရှိတဲ့နောက်ရှင်းလာစားရမယ့်ဒီတရားဆင်ဆင်ကပ်စတော်တရားဖွင့်လှစ်ပြီးတော့ထားခဲ့တဲ့နိဗ္ဗာန်တရားကြီးဒီလိုဒီကိုဝင်ရောက်နိုင်တယ်ဆိုတာစိတ်တဲ့ရုပ်ကိုအားထုတ်ကြစိတ်ဝင်စားတဲ့ကာရဏဝင်ရောက်ပြီးတော့ပြေးရောက်တာရှိအဲဒီထက်မဲ့အထက်ကနဂရလို့ခေါ်မြို့ရဲ့နာမည်ကအထက်ကနဂရရပ်ကွက်ရှိခုပေါင်းထားတဲ့မြို့တို့ပြည်ရရတယ်များစုပေါင်းထားတဲ့အဲ့ဒီမြို့ကြီးမှာစီဝါဥစ္စာကျွယ်ဝတယ်ဆန္ဒရဲ့ပုဂ္ဂိုလ်ကြီးနံပါတ်10လိုက်တဲ့အခါမှာနံပါတ်10မြောက်တစ်သေးလေးရောက်ဒီကိုသတ္တကသတ္တပကဟပတိကဒီဝေသမတိအာနံပါတ်10တစ်သေးကြီးပေါ့နော်အဲ့ဒီသတ္တပသူချမ်းသာတယ်မှာ10ရောက်ရောက်ချမ်းသာကြွယ်ဝတယ်ဒီပါဒီဥစ္စာတွေကြွယ်ဝပြီးတော့စီးပွားရေးတွေရှာဖွေနေတော့လေဘုရားမြတ်စွာရဲ့တရားဓမ္မနဲ့ပတ်သက်ပြီးစိတ်ဝင်စားဖို့များကိစ္စတွေကိုလည်းစီးပွားရေးကိစ္စတွေကိုလည်းထုတ်တဲ့ကစီကားပြီးတော့လာတဲ့ပါဠိခုံမျိုးရောက်ပါဠိခုံမျိုးရောက်တဲ့အခါသုက္ကုတ္တဓမ္မဆိုတဲ့သံဃာကြီးကိုသွားပြီးဆရာနာရဲ့တဲ့ကိုစုံစမ်းအဲဒီဓမ္မကတော့မြတ်စွာဘုရားမရှိတော်ဘူးဆိုတဲ့အချိန်မှာဆရာနာနဲ့တွေ့ချင်တဲ့ပုဂ္ဂိုလ်တွေအများကြီး။ဘာလို့တွေ့ချင်တဲ့ဥစ္စာမြတ်စွာဘုရားနဲ့အလေးကနှစ်ပေါင်း25နှစ်ကြာအောင်တရားနဲ့အတူတူကွာဘာကနေဆိုင်ပြီးတော့မြတ်စွာဘုရားဆန္ဒတရားဓမ္မတွေမှတ်သားနိုင်ပြီးဆောင်ထားတဲ့ပုဂ္ဂိုလ်တွေတော့ဆရာအနန္ဒာဟာအားကိုးရတဲ့ပုဂ္ဂိုလ်ထိတ်တန့်ကပါတဲ့ပုဂ္ဂိုလ်ဒါကြောင့်ဆရာအနန္ဒာကိုဆရာကိုယ်စားသိတွေ့ကြရစီဝါရေးကိစ္စနဲ့ပါဠိကိုရောက်လာတဲ့အခါဆရာအနန္ဒာသတင်းကိုသွားဆောင်တဲ့ဉာဏ်တွေကိုမေးရတဲ့ဆရာဆရာနာဘယ်မှာရှိတယ်ပြီးတော့ဆရာနာကုသိုလ်နဲ့ကြားပါတရားတော်တွေကသတင်းပေးတယ်ဆရာနာကုဒီမှာမရှိဘူးဝေသာလီကြီးကြွသွားပြီးတော့ဝေသာလီမျိုးရဲ့တောင်ဘက်မှာဒေဝဝဆိုတဲ့ရွာငယ်လေးတွေရောက်အဲဒီဒေဝဝရွာငယ်လေးကလည်းသက်ဆော်ရတဲ့ကိုလည်းနောက်ဆုံးဝါကတ်ခဲ့တယ်ကြီးတော့ဆရာနာအနေနဲ့ကတော့အလွန်ကြီးသွားရှိရတဲ့ဖြစ်စဉ်တွေဝိရိယရွာကိုရောက်ပြီးတော့နေဝိရိယရွာမှာမြတ်စွာဘုရားရဲ့ကိုလိုမြတ်ဒီနောက်ဆုံးတက်တဲ့ဆွေးဆက်ဒီရဲမှာ45ဝါမြောက်ဝါကတ်တဲ့အချိန်မဆိုကြီးရတဲ့ယောဂဝေဒနာတွေကြီးကျယ်ဖြစ်နေဆိုတာမဟာဗေဒိကနာတော့မှာအဲဒီရွာကြွပြီးတော့ဆရာနာက
Kaya lang kaya sila hindi. Kaya nagarase nadama tujuan tu siwai kita dengan kita ini orang sampai itu udari kita siapa nama pada Dulu ayah mereka zaman siapa nama orang dia tu kan dia siapa nama dia yang nama dia nama siwai dekat orang tu Yang nak sikat sini di dalam tiap malam tinggal sikat nasi. Yang nak tinggal ni pergi ada sabtam ni tiap malam. Tu mereka ni gua. Nasab yang kau lagi tiap jago. Mereka kau uji ada tiap jago. That's why they are hot and the other. Two China to Madawi of 9 Any day I had children, they go Ato May, Chulu Sara, Ato Miss. I think they will see the garden. Well, over the Chulu Sara, Ato Machine was a machine. That's the tongue of the only. That's why they are what they are like. After again, Children are after. Our we are sitting after. Pahita. Kuna the letter they got what the Uti says happy. Since I go after my solution, a children you people. Children use a violence. How we both can say what second movement. Today, I am very young, but look, they say, I'm not going to say. And I'm going to say to people, I am not quite hard. Today, I am quite. Any number, I don't have to play as a verbal. Now, where I don't be on the way. Any that now very rarely. When you have a single backside line, but don't need other who can say that. Otherwise, but just see with as you go, see with it, now see with it. The real garage of other area, but just see with it. See when they answer that, is obvious. Today, I'm just in a TV. Just in a TV, I don't know what I did. I'm a day more I did. I wait for my mother's and they did it. You sat there not to the chin. Now I got it. I come and bless you at it. They are got the hair and can I go back TV? So there are things where I don't get home. We are better movie, losing movie, never movie. But just the other way, Ralatavaga, see when they are there in the summer. Any but just see when they are area. See when movie, just and not no one don't have one in Yana. Another do and no doubt yoga came back. 2 years ago, I only see better. Don't see better, don't know that. Say here, I never need you. Long as I know what it's in our house here. So I want you, yoga good. More than it's in our special house here, yoga good. And I will say it. Not good. Yoga looks deep down beauty. No one looking at the same. So that I could have the same. May all day that any same with the outline. And as for the but let me say, when you're
ကိလေသာနောက်ဖွဲ့တွေကဘယ်လိုဒီတဲ့စိတ်ကြီးလွတ်သွားတယ်မပြတ်စိတ်ဝင်နေတဲ့အာဝါတရားတွေလည်းဟန်တာနိုင်တယ်မရသေးတဲ့ယောဂခေမလို့ဆိုရင်အရဟတမေရတ်ဖို့ဆိုရင်တရားသူတရားနဲ့ဘုရားအဲ့ဒီလိုရရှိနိုင်တဲ့တရားတွေမြတ်စွာဘုရားဟောထားတာရှိပါလားရှိပြီးတော့နာမရစေဒါဓမ္မပါဆိုရင်သူ့ဘာသာနဲ့ရှင်းနေတာကိုရှောက်တဲ့အခါသူကတပုတ်ပဲသားတဲ့နဲ့သူ့ရဲ့ဘာလို့ဆိုစီဝါရေးသမားဆိုစီဝါရေးအလုပ်တွေလုပ်ရရှိတယ်ဒီကိစ္စကြီးနည်းနည်းပြန်နေတဲ့တော့ဒါကြောင့်တရားတဲ့ပုတ်တပည့်တော်နာမရစေပြီးရှင်းနေတာကိုရှောက်အဲ့တော့ရှောက်တဲ့အခါမှာရှင်းနေတာမရှိကြတာတပုတ်နဲ့ဟောလိုက်တာသူ့တရား7ပုတ်ကိုဟောပြတာ7မျိုးစီအောင်ဟောပြအဲ့တော့ဒိဋ္ဌောမြင်ရောက်ဖို့ရဒီကားတော့ဘာလဲနဲ့မကားရှင်းနေတာကဒိဋ္ဌောမြင်ရောက်ဖို့ဒီကားတော့ဒီ7ခုသူ့ကိုလမ်းပြန်ပြတယ်သက်ဆောင်ကြဟောတာတစ်ခုလည်းဟောပါဘူးတရားမြင်ပြောတယ်ဆိုရင်နိဗ္ဗာန်ဝင်ရောက်နိုင်တဲ့အမျိုးအစားတွေနဲ့တစ်ခုလည်းဖြစ်ပြီးမယ်လမ်းကြောင်းတွေကတော့7မျိုးရှိတယ်ဆိုတာကိုဆရာနာကဟောပြောလိုက်တယ်အဲ့တော့ဒီသက်ကိုပဲအထက်ကနာဂရသုတ်ကိုလည်းနာမည်ပေးထားတယ်တရားနာတဲ့တရားမေးလျောက်တဲ့ဥပါဒနာရဲ့သူနေရာမျိုးကအထက်ကမျိုးအဲကြောင့်အထက်ကနာဂရဆိုတဲ့နာမည်ပေးထားတယ်ဟုတ်ဒီတော့ကပစ္စည်းပါဠိကေမှာလည်းပါတယ်အင်္ဂုတ္တနိကေမှာလည်းပါတယ်အဲ့တော့အချင်းယုတ်ကဒီတော့ကသမထယာတိကဝိပဿနာချက်စဉ်ကိုဥတည်ပြီးတော့ဟောတာဟုတ်ရသော်ဘုရားလက်ထက်တော်ခန္ဓာနာတော့ရှေ့ပိုင်းမှာဆိုရင်သမထကိုအခြေခံတဲ့ဝိပဿနာချက်စဉ်ကိုရှင်းပြပြီးတော့အထုတ်ကအများသမထယာတိကဝိပဿနာအဲ့တော့သမထကိုအဓိကထားပြီးတော့ကျိုးသားအထုတ်ရင်ကနေပြီးတော့သမထရဲ့စွမ်းအားသမာဓိစွမ်းအားတွေကိုသုံးချပြီးတော့ဝိပဿနာဉာဏ်နဲ့ရှုမြင်သုံးသပ်တာခန္ဓာပြောတယ်မလွတ်မြောက်နေတဲ့စိတ်တွေလွတ်မြောက်တော့ကျိုးသားရတယ်မပြတ်စည်းဝင်နေတဲ့အာဝါတရားတွေကိုခံစားပြီးတော့ဖယ်ရှားတာမရောက်သေးတဲ့အဆင့်နဲ့ယောဂခေမလို့ဆိုရင်ဓာတ်ပုံကြီးတော့ရောက်ကျိုးစားကြအဲ့တော့နိဗ္ဗာန်ဆိုတာဘုန်းကြီးတို့ဒီအားလုံးမှာဘုရားဘာသာကိုရှင်းလို့တယ်ကအာကောင်းမှုလုံးနိဗ္ဗာန်နဲ့နိဗ္ဗာန်ကိုရှုပန်ကြတာဥရိယထားတာဒီလိုဥရိယထားတာနိဗ္ဗာန်အကြောင်းကိုသိလို့ဥရိယထားတာလည်းဖြစ်နိုင်တယ်မသိမဲနဲ့နိဗ္ဗာန်ကိုရှင်းတောင်းရတယ်ယုံကြည်ယူဆလို့သတိရှင်းရရှုတောင်းနေကြတာလည်းဒါတတိယအပြင်ပြောတယ်ဆိုလို့ရှိရင်နိဗ္ဗာန်ပရမဒုက္ခနိဗ္ဗာန်ဆိုတာသိချမ်းသာတယ်သိချမ်းသာခြင်းလို့ရှုတောင်းတာလည်းဖြစ်တယ်အကျိုးဆုံးပဲလို့နိဗ္ဗာန်ရဲ့သဘောတဘာဝအရိယပုဂ္ဂိုလ်တွေမှာပစ္စကသိနိုင်ဘာလို့လဲဆိုတော့အရိယပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာဖြစ်ပေါ်လာတဲ့လက်စိတ်ကိုယ်စိတ်နဲ့နိဗ္ဗာန်ကိုကျဲမောင်ပြုနိုင်တယ်လောကီစိတ်တွေနဲ့ဆိုလို့ရှိရင်မှတ်သားပြီးတော့သိရတဲ့အနုပါဒဆိုတာအကြောင်းထောက်ဆပြီးတော့သိတဲ့ဉာဏ်မျိုးအကြောင်းကိုထောက်ဆပြီးအကျိုးကိုသိရတဲ့ဉာဏ်မျိုးအကျိုးကိုထောက်ဆပြီးတော့အကြောင်းကိုသိရအနုပါဒသဘောကအကုန်မြင်တာမဟုတ်ဘူးတခြားတယ်မြင်တာအဲ့တော့တခြားမဲ့မြင်ရတဲ့အနုပါဒမမြင်တဲ့တခြားကိုမှတ်ပြောရတယ်ဒါကိုအနုပါဒဥပမာလည်းသူအနုပါဒရဲ့ဘောကိုသိဖို့လို့ဆို။အိုးဝေးလံတဲ့လက်တွေနာမှာမိဘတွေလက်ပြီးတော့မြင်ရပြီဆိုလို့ရှိရင်သူမြင်တာမိဘမိမမြင်ဘူး။မိဘဆိုတာမိရဲ့ပြောပဲ။မိကဖြစ်ပေါ်လာတဲ့အရာ။အဲ့လိုသူကပြောလို့ဆိုတော့ပြောတဲ့အခါဟောပါမိဘတွေမိလောင်နေတယ်လို့ပြောတယ်။
မြင်တာကဒီကိုမြင်လို့တော့လေဒီကိုမြင်တော့အပြင်ပြီးတော့တဲ့ဆိုလို့ဆိုပြတယ်ဆိုအဲ့လိုလိုကြောကိုထောက်ပြီးတော့အကြောင်းကိုတတ်အပြောနိုင်တဲ့အသိပညာမျိုးကိုအနုပါဒလို့ခေါ်တယ်အဲ့တော့နိဗ္ဗာန်ဆိုတာကဘုရားရှင်နေနေတဲ့ဆိုရင်တော့အနုပါဒအားဖြင့်လားသတ်ဆပြီးတော့နိဗ္ဗာန်ကိုပြောတာဖြစ်တယ်နိဗ္ဗာန်ကမေဃဗလာဏမာရဏဘူတံလို့ဆိုတဲ့အတိုင်းသက်စိတ်ကိုစိတ်ရဲ့အာရုံအနေနဲ့သဘာဝတရားတစ်ခုရှိပြီးတော့ဖြစ်တယ်အဲ့ဒါမှပုဂ္ဂိုလ်တွေကရှိနေတယ်ဆိုတာဒါကိစ္စပါအချင်းတရားချင်းချင်းနဲ့လက်ရှိဖြစ်ပေါ်နေတဲ့ခန္ဓာတရားတွေအကြောင်းချုပ်ရင်းကိုသင်္ခါရဒုက္ခလို့ဆိုတဲ့ဒုက္ခအာရုံချုပ်ရင်းသွားနိုင်တယ်ဆိုတာအကြောင်းတရားတွေဖြစ်ပေါ်အကြောင်းတရားတွေကိုကိုယ်နဲ့တွေ့သိခြင်းဖြင့်ကျိုးတရားကိုမှတ်သားသိနိုင်တဲ့အနိဗ္ဗာန်ဉာဏ်အားဖြင့်ပါဘုရားရှင်နေနေပြောတာအဲ့တော့နိဗ္ဗာန်ကိုဒီရသော်ပြားကတော့ယောတတယေဝတနာယအတေတဝိရဏဒီရောလိုသာကောပဋိနေတဲ့မောဟိနာလျောလို့ပြောစက်ကနိဗ္ဗာန်ကိုဒုက္ခនិရောဓဒုက္ခនិဓမ္မချုပ်ငြိမ်းသွားတယ်သမာဝတရားချုပ်ငြိမ်းသွားရင်သမာဝတရားဟောပြီးတဲ့အခါအဲဒီဒုက္ခရဲ့ချုပ်ငြိမ်းတာဆိုတာတဏှာမချုပ်ငြိမ်းတဲ့ဒုက္ခရဲ့အကြောင်းဖြစ်တဲ့တဏှာမငြိမ်းတဲ့ဒုက္ခငြိမ်းညာအကြောင်းတရားချုပ်ပါဒုက္ခချုပ်တယ်ဆိုတာကိုကြားတယ်တဏှာရဲ့ချုပ်ငြိမ်းမှုနဲ့ဒုက္ခရဲ့ချုပ်ငြိမ်းမှုရှင်းပြတယ်အဲ့တော့မြတ်စွာဘုရားကနိဗ္ဗာန်ကိုဓမ္မစကားပေါ်လာတော့မှာဒုက္ခនិရောဓလို့ခေါ်ပြီးတဲ့အခါနောက်ကတဏှာនិရောဓလို့ခေါ်တယ်အဲ့တော့နိဗ္ဗာန်ဆိုတာဘုန်းကြီးတို့တွေမှတ်သားပြီးတော့သိတယ်ဆိုယောနဓမ္မသင်္ခါရလို့ထားတယ်သစ္စာလေးပါးရဲ့မှာပထမဒုက္ခသစ္စာလို့ဆိုတယ်အဲ့ဒီဒုက္ခချုပ်ငြိမ်းတာဘာကြောင့်ဒုက္ခချုပ်ငြိမ်းသွားလဲဆိုဒုက္ခသမုဒယဆိုတဲ့တဏှာချုပ်ငြိမ်းလို့ချုပ်ငြိမ်းအဲ့ဒီဒုက္ခသမုဒယနဲ့ဒုက္ခនិရောဓဒုက္ခသမုဒယနဲ့ဒုက္ခဆိုတဲ့ပထမသစ္စာနဲ့ဒုတိယသစ္စာဒီအကြောင်းနဲ့အကျိုးတစ်မျိုးလုံးချုပ်ငြိမ်းသွားတာကိုနိဗ္ဗာန်လို့အနုပါဒအပြင်သားစားပြီးတော့ဒီကကျမ်းဒီမှာတော့သစ္စာလေးပါးကိုပြောပြီးတဲ့သမာဓိခန္ဓာ၅ပါးရဲ့ဖြစ်မှုကဒုက္ခဒုက္ခရဲ့အကြောင်းဖြစ်တဲ့သစ္စာဟာဒုက္ခသမုဒယနိဗ္ဗာန်ကိုပြောပြီးဆိုတဲ့အခါဥပိ္ပဏအပ္ပဝတိနိဗ္ဗာန်သောဥပိ္ပဏအပ္ပဝတိနိရောဓဒီလိုသုံးလေးရှိတယ်ဥပိ္ပဏအပ္ပဝတိဒုက္ခနဲ့ဒုက္ခသမုဒယတစ်မျိုးလုံးမဖြစ်တော့နဲ့အဲ့ဒါကိုနိဗ္ဗာန်လို့ဒီလိုပြောတာအဲ့တော့ဒီနိဗ္ဗာန်ဆိုတဲ့သဘောတရားဟာသင်္ခါရတွေရဲ့အပြစ်ကိုမြင်နိုင်မှဒီနိဗ္ဗာန်ဆိုရင်သဘာဝကိုမြင်နိုင်တယ်ဒါကြောင့်မို့လို့ညာတော်ဖြင့်နိဗ္ဗာန်ကိုပေါ်ပြတဲ့အခါစัจ jave တွေနဲ့ negative နဲ့ပေါ်ပြတယ် negative ဘာလာဆိုလို့ရှိရင်တော့ပရမတ်နဲ့နိဗ္ဗာန်ကိုသာကရဲ့စัจ jave အသာကဘူရရဲ့စัจ jave နဲ့အဘူရကတရဲ့စัจ jave နဲ့အကတသင်္ကတရဲ့စัจ jave အသင်္ကတကိုဆိုပြီးမြင်ဆိုတဲ့အခြေအနေတစ်ခုနဲ့ရဆောင်ရတဲ့ပေါ်ပြတဲ့ဖြစ်တယ်အဲ့တော့နိဗ္ဗာန်ဆိုတာဟာသဘာဝကအလုံးတဲ့ဒီဘက်ကဘေးရာဟာနိဗ္ဗာန်လဲလို့ဆိုတာကိုဒီစကားလုံးနဲ့ပေါ်ပြထားပြီလေလို့နိဗ္ဗာန်ကအလုံးတဲ့ဒီဘက်နဲ့တယ်ဆိုတာကတော့အမှောင်ဝေးဒီဘက်ညနိုင်ခဲ့တယ်ညနိုင်ခဲ့တယ်တည်းလို့ညနိုင်ခဲ့တယ်ပေါ့ဒုက္ခနဲ့ဒုက္ခဝိရိယဆိုတာကိုယ်နဲ့ဒီကပ်နေလို့လည်း
သူတို့ကြရင်ငယ်လို့နေနေတယ်ဆိုတော့ဒါမှဒီပြည့်မဲ့လို့ခြားတယ်ရေပါနေတာပေါ့အဲ့တော့မမြင်တဲ့အရာကမြင်ဖို့ခက်တဲ့အရာကိုကံပေလာတော့နေနေတယ်အဲ့တော့ဒီမှာကိုဖန်ဆာပြီးတော့ရှိရတယ်နေရာကိုတွေ့ချင်ဘာလို့ရတော့ကျုံးတဲ့ဓမ္မသင်္ခါရတွေရဲ့သဘာဝကိုမြင်အောင်မြင်ကြည့်ရတယ်နေရာကိုသွားတယ်ဆိုတဲ့ကောကဘုရားရှိနေတဲ့ယောဂီအနန္တရားတွေအထင်မြင်နေတဲ့ပုံစံထားတဲ့ဘယ်မှာနေတဲ့အထင်မြင်တွေကိုဖယ်ရှားပြီးသဘာဝအစစ်မှန်ဖြစ်သဘာဝလက္ခဏာလို့ခေါ်တယ်ယုတ်တဲ့ဓမ္မသင်္ခါရတွေသဘာဝလက္ခဏာရှုတော့နိုင်တယ်ယောဂီအနန္တရားတွေကိုပြည့်ဝချာချာပိုင်းပိုင်းခြားခြားသိတယ်မသိတယ်ဒီရမှာလို့လားနာမရူပပြည့်စုံတယ်လို့ခေါ်တယ်အဲ့ဒီညာရောက်ပြီးတဲ့အခါမှာဒီယုံညာတွေကဘာကြောင့်ဖြစ်လဲအကြောင်းရှိပဲဖြစ်လာတာမဟုတ်ဘူးဆိုင်ရာဆိုင်ရာအကြောင်းတွေဖြစ်ရှိတယ်ဆိုတော့အကြောင်းတွေကမှပြတ်ပြတ်ပြီးတော့သိလာတဲ့အခါပြည့်စရာပြိုင်တယ်ဒီညာတစ်ခုရပြီဆိုတော့အမြင်ရစင်ကြယ်မှုဆိုတဲ့ဒိဋ္ဌိပြီးတော့တရားကင်းကြောက်မှုဆိုတဲ့သင်္ခါဝိဒနာဝိတ္တုဒီစင်ကြယ်တဲ့ဉာဏ်မျိုးကိုထပ်ပြီးတော့ရအဲ့ဒီရည်ဖြစ်အောင်ဒါဝိပဿနာဆိုတာမခေါ်ရဝိပဿနာမဖြစ်သေးဘူးဝိပဿနာရဲ့အခြေခံဉာဏ်မျိုးပဲရှိသေးတယ်အဲ့ဒီကနေပြီးစစ်ကြလိုက်တဲ့အခါဒီယုံနာဓမ္မသင်္ခါရဒီအကြောင်းတွေကြောင့်ဖြစ်တဲ့ယုံနာဓမ္မသင်္ခါရကိုအိသရှုတော့မှရှိတယ်ဖြစ်ပြီးပြတ်သွားတယ်ဆိုရရှုတော့ဖြစ်ပြီးပြတ်သွားတဲ့အတွက်ကြောင့်ဘေးရန်အရာတွေကျုံနေတဲ့ရှုတော့မှရှိရင်ဒုက္ခသူဘေးရန်အရာကျုံနေတော့လေကိုလုံးနိုင်တာဘာမှမရှိဘူးကိုအလိုကဘာမှမဖြစ်ဘူးနာရလက္ခဏာတော့ရသော်ပြဟောတာလို့အေဝမေရူပံဟောသူအေဝမေရူပံမှာဟောဒါဖြစ်ခြင်းနဲ့ဟောဖြစ်ဟောမဖြစ်ခြင်းဆိုမရနိုင်ဘူးအနတ္တရှိတယ်အဲ့လိုရှိတော့နေကနေစင်ရင်တော့လိုက်စင်ရင်ရှားရှားသိလာပြီဆိုရင်သမထနာညာလို့ခေါ်တယ်အဲ့ဒီသမထနာညာရလာပြီဆိုတဲ့အခါပစ္စုပန်ဆက်ဆက်ဖြစ်ပေါ်စေရုံနဲ့ဒီကူပါစင်ရင်ရှားရှားသိလာပြီဖြစ်မှုပြမှုတွေကသိဉာဏ်နဲ့မှရှင်းရှင်းကြီးရလာပြီဆိုတော့သူရရပြန်လို့ခေါ်တယ်နောက်ကျရှိပါပြန်လာတဲ့အခါဖြစ်မှုကြောင့်ပါပဲအာယုမဆိုင်တော့ဘူးပြတ်မှုတခုလည်းကိုပဲမြင်လာပြီဆိုဒါအနိစ္စကလမ်းဆုံးတဲ့ပုံပေါ့ဒါလို့အနိစ္စကာယပရမဂောတိဒီကဉာဏ်အနိစ္စကာယအနိစ္စသဘောရဲ့ချုပ်ဖြစ်တယ်အပြည့်တည်ကြီးပဲမြင်သွားတယ်အနိစ္စကိုကောင်းမြင်ပြီးတဲ့နောက်မှာမြင်မှုလေးတွေကအခုနဲ့တခုမတူတဲ့မြင်မှုတွေဆက်ပြီးတော့ဒီသင်္ခါရတရားတွေကိုဒါနိဗ္ဗာန်ကိုသွားနေတဲ့အခါအဲ့ဒီပုံစံနဲ့ပဲသွားအဲ့ဒီလိုဉာဏ်နဲ့ဆက်လက်ရအောင်တော့အလို့ဆိုနိဗ္ဗာန်ကိုတွေ့မှာပေါ့နော်အဆက်နဲ့တက်သွားအဲ့လိုအပြည့်ကြီးပဲဉာဏ်လာပြီးတဲ့နောက်မှာဒါတိုးတဲ့ဉာဏ်လာတော့အပြည့်ပြည့်နေတဲ့သဘာဝတရားတွေကိုကြည့်ပြီးတော့ကြောက်စရာကြီးပဲဒီဘုရားကကြောက်စရာတော့မထင်ဘူးကြောက်စရာကြီးလို့ပြည့်စရာကြီးလို့တော့အောက်နေတာပေါ့ပြတ်တာကြီးပဲမြင်နေတယ်ကြောက်စရာကြီးပဲဒီအသိဉာဏ်တစ်ခုရတယ်ဒါတရားဉာဏ်တော့ကြောက်စရာကောင်းတော့ဘေးရအတ္တိဒီညာအန္တရာယ်များလိုက်တာအပြစ်တွေများလိုက်တာတွေ့အားလေးတော့ကြောက်စရာလည်းကောင်းတယ်အပြစ်တွေလည်းပေါ်တယ်ဆိုတဲ့နေရာအဲ့ဒါမှအန္တရာယ်များတယ်ဆိုတဲ့နေရာကဘယ်သူမှမနေဘူးဟုတ်ကဲ့ဘုရားနာမရှိတဲ့ယုတ်တိနဲ့နေတာဘယ်တော့မှအပြစ်များကြောက်စရာကောင်းတယ်ဆိုရင်လူတွေကဆုံးမခြင်းလာမှာပဲအဲ့လိုဆုံးမခြင်းလာတဲ့သဘောကိုဘုရားရှင်ပြောနေတာလို့ပြောဆုံးမခြင်းတဲ့အခါကျတော့လူတွေကအပြစ်တက်ပြီးနေတဲ့အခါဖတ်ပေါက်ရှာနေရတယ်။လောင်ပိတ်နေတဲ့လောင်ပိတ်ချင်းခံရတဲ့ဖတ်ပေါက်ရှာတယ်လို့လေ။အဲ့တော့ဖတ်ပေါက်ရှာတဲ့ဘယ်ကနေဘယ်လိုလုပ်ရမလဲ။လွတ်ချင်တယ်ဘယ်လိုလုပ်ရမလဲစဉ်းစားတဲ့အသိဉာဏ်ဝင်လာတယ်
ပရိသင်္ခါညာတော့ဒါတွေကိုပဲထပ်ပြီးတော့ရှုထွက်ပေါက်ရှာကြည့်ပရိသင်္ခါထွက်ပေါက်ရှာကြည့်ရင်လည်းသင်္ခါရတရားတွေရဲ့သဘာဝကိုရှုမြင်သုံးသပ်နိုင်ပြီးတော့စိတ်ဟာလှုပ်ရှားမှုတွေလဲသွားပြီးတော့ငြိမ်သက်မှုတွေတွေ့ရအဲ့တော့ငြိမ်သက်မှုဆိုတာသမာဓိစွမ်းအားတွေပုံမြင်လာလို့ပညာစွမ်းအားတွေပုံထက်လာလို့ပြောအဲ့ဒါကိုသင်္ခါရိပ္ပခဏအဲ့ဒီမှာထပ်လာတဲ့အတွက်ဒါသင်္ခါရရဲ့သဘာဝတရားတွေပေါ်မှာကြည်ကြည်ငြိမ်ငြိမ်နဲ့ရှုနိုင်တဲ့အနေအထားရောက်လာလို့နောက်ဆုံးမှာအဋ္ဌဉာဏ်ကအလွန်ရင့်ကျက်လာတဲ့အခါကျသင်္ခါရတွေအဆုံးအမှန်တမ်းငြိမ်းချမ်းတဲ့သဘာဝတရားတစ်ခုသင်္ခါရတရားတွေအဖြစ်တည်မြင်ပြီးတော့ညီးဝေးစရာကောင်းတဲ့အခြေအနေကနေကိုယ်ပဲကံကိုလှမ်းပြီးတော့မြင်လိုက်တယ်လို့ပဲဘုဒ္ဓရုပ်ဆိုတဲ့ဝိပဿနာဉာဏ်ကနေဖြစ်ပြီးရောက်သွားတယ်ဘုဒ္ဓရုပ်ဆိုတဲ့စိတ်လေးပေါ်လိုက်တဲ့ဉာဏ်နဲ့နိဗ္ဗာန်ဆိုတဲ့သဘောဝါလေးကိုသိမြင်နိုင်ပြီအဲ့ဒီအချိန်မှာနိဗ္ဗာန်ကိုစပြီးမြင်တယ်လို့ပြောသို့သောသူကမြင်ရုံနဲ့မြင်တာဟာသူကပိုက်တာသဘောမျိုးရှာပေးလိုက်တဲ့ဘောသင်္ခါရတွေဒုက္ခတွေအကုန်လုံးချုပ်ငြိမ်းတယ်ဆိုတဲ့အနေအထားဟာဘာ့မှာရှိတယ်လို့ပွာညာလုပ်ပြီးတယ်ဘောအဲ့လိုလုပ်ပေးလိုက်တဲ့အချိန်မှာဘုဒ္ဓရုပ်ကားကနေပြီးတော့ပေါ်လာတဲ့လက်စိတ်ဆိုတာလောကကြီးကိုဆုံးပါပြီးတော့လောကနဲ့ပြုံပြီးတော့အမှန်တရားဆွမ်းတဲ့စိတ်ကလေးဘာလဲနိဗ္ဗာန်ကိုအာရုံပြုပြီးပေါ်လိုက်ကိလေသာတွေကိုလည်းလောင်ကျွမ်းပြန်တဲ့ကြိုင်နေဒုက္ခသစ္စာကိုလည်းပိုင်းခြားပြလိုက်တယ်သမုဒယသစ္စာကိုလည်းသူ့အဆင့်အလိုက်ပိုင်းခြားပြလိုက်တယ်ဒုက္ခនិရောဓဆိုတာကိုသိလိုက်တယ်သူ့ရဲ့ဆောင်ရွက်မဲ့ကိစ္စစိတ်လုံးရင်းလို့ဆိုတဲ့ကိစ္စကိုဖြည့်စုအဲ့ဒီလိုကိစ္စလေးတဲ့တရားရဲ့ဖြစ်ပြီးနိဗ္ဗာန်ကိုအာရုံပြုပြီးတော့လက်စိတ်ကလေးပေါ်လိုက်နိဗ္ဗာန်ကိုအာရုံပြုလိုက်တာလည်းပဲကိလေသာတွေကိုလည်းဖယ်လိုက်ဒီလိုဆိုလိုတာပေါ့နော်အဲ့တော့အဲ့ဒီနိဗ္ဗာန်ဆိုတဲ့အဲ့ဒါကငြိမ်းချမ်းတဲ့အခြေအနေကောင်းတစ်ခုရောက်ဖို့ရတဲ့နိဗ္ဗာန်ကိုဝင်ရောက်ဖို့ရတဲ့လမ်းကြောင်းကြီးတွေတစ်လွယ်ရှိတယ်လေအဲ့ဒီလိုသွားတဲ့လမ်းကလည်းခုရှိတယ်အဲ့ဒီမှာကျန်တဲ့မှာသူ့ကျေကလေးပုံမှာမြတ်စွာဘုရားအခုလိုမလွတ်ရောက်တဲ့စိတ်ကလည်းလွတ်ရောက်သွားတယ်။မပြည့်စည်ဝင်တဲ့အာမတွေလည်းခေရှားပြတ်နေတယ်။အစင်းမြင်လုံးဖြစ်တယ်။ရောက်တဲ့ခေတ်မှာတရားယူတရားနဲ့ရဆုံးတယ်။အဲဒီလမ်းကိုဖွင့်ပြီးမြတ်စွာဘုရားဟောတဲ့တရားချက်ကိုပြီးတော့နာရအောင်။ရှောက်အဲ့လိုရှောက်တော့ဆရာနာမထေရကသမထရာတိကဝိပဿနာအနေနဲ့ဟောပြီးသမထရာတိကဝိပဿနာဆိုတာဝိပဿနာရှင်းတဲ့ကိုရှင်းတော့မယ်လို့ဆိုရဲရှင်းဥစွာသမထရှင်းတဲ့ကိုရှင်းပြီးပမာရိယကိုဆိုတာအဲ့တော့သမာဓိဆိုတာအဲ့ဒီ7ပါးမှာသမာဓိဒါထူးဆန်းဖို့အဲ့ဒီ7ပါးလို့ဆိုရင်ပါမသမာဓိဆိုတာအဲ့ဒီသမာသမာဓိကိုတတိယဖွင့်ဆိုတဲ့သမာသမာဓိရဲ့ဖွင့်ဘယ်တော့မှအဲ့ဒီရဲ့ရောက်ပြီးဖွင့်တာမရှိဘူးသမာသမာဓိဆိုတာဘာလဲလို့မေးပြီးတော့ဖြေတဲ့အခါကတ္တသမာဓိ၊သိယသမာဓိ၊အရိယသမာဓိ၊သောတာသမာဓိဆိုတာအဲ့ဒီစွမ်းအားပြည့်တဲ့သမာဓိကိုပဲအရှင်းမြင်လုံးနဲ့ပြတ်တာအဲ့ဒီသမာဓိရဲ့ပြတ်အဲ့ဒီသမာဓိမှာသူကဉာဏ်နာလေးတဲ့ရသော်ရရဲ့သာသနာရှိတိုင်းမှာဆိုအခုလိုသမာဓိကိုဝိပဿနာသမထရှင်းတဲ့ဖြစ်ပြီးသမာဓိကိုစောင့်အောင်ထူထောင်ပြီးတဲ့အခါမှာဝိပဿနာသွားတဲ့ဒီစနစ်သူကပြောတဲ့သက္ကရာလိကဝိပဿနာလို့ခေါ်တာ။အဲ့တော့သမထကိုရှင်းပြီးတော့ဝိပဿနာရှင်းနေပြီ။သို့သောဝိပဿနာကိုတိုက်ရိုက်သွားလို့မရဘူးလားဆိုရင်ပညာဝိမု ക്ത ဉာဏ်နဲ့ဝိပဿနာကိုတိုက်ရိုက်
Karena cinta itu tidak cinta. Jadi anak dia itu sini juga cinta, bukan cinta. Saya buat ini. Baru jangan bukan jangan dulu. Jasa jangan boleh. Ini mana cinta. Bukan dengan cinta. Jika kami lakukan jasa jangan cinta. Kami kalau cinta dia bukan dengan cinta. Bukan saya cinta, aku ada bisa sih. Aku ada bisa. Kadang-kadang berusia kalau dunia bukan aku, kadang-kadang boleh kan? Dia akan desi dia boleh, dia akan jadi boleh. Bukan ada cinta ada bukan, jadi boleh ni boleh. Kalau jadi boleh juga, desi dia juga tetap. Kalau ini boleh juga tetap. Kalau orang jadi dia mah, orang awam awam bukan dengan bukan. Desi dia orang bukan ni, boleh juga tetap. Kalau orang itu masuk ni, kan ada ni. Wibadana, dokana, apana. Wibadana cinta itu. Dokana ni. ဒုက္ခနဲ့နေရဆိုဝိပဿနာကျင့်ရမှာကြောက်ဖို့ပြောတာမဟုတ်ဘူး။သဘာဝကိုပြောတာနော်။ဝိပဿနာလို့ဆိုတာကယုံနာဓမ္မသင်္ခါရတွေအတိတ်ကိုရှုရတယ်။အကောင်းကိုရှုနေတယ်များဘယ်တော့မှဒီအဆောက်မှန်နိုင်မှာမဟုတ်ဘူး။အကောင်းမြင်နေသေးတယ်များဘယ်တော့မှမဖြစ်နိုင်ဘူး။တရားကျင့်တယ်ဆိုတာအတိတ်ကိုမြင်မှကျင့်နေရဘူး။အတိတ်မြင်အောင်ရှုရတယ်။ဒါဆိုမြတ်စွာဘုရားဟောတာလည်း သက္ကာရနဲ့အာရိနဝနဲ့နိဒရဏသုံးခုရှိ။ဒါဘယ်တရားချင်းချင်းအဓိကဘာလဲဆိုတာသိဖို့။ဘောကနဲ့ပတ်သက်ပြီးတော့စဉ်းစားစဉ်းစားကြည့်။ဘောကမှာပြောစရာဆိုတာမရှိဘူးလားရှိ။ရှင်းတဲ့စရာတွေပြောစရာတွေဒါတွေလေဟောအဲ့ဒါကိုအတ္တရလို့ခေါ်တယ်။ဘောကမှာအတ္တရဆိုရှင်းတဲ့စရာပြောစရာအင်္ဂါနဲ့ဆိုရှိ။ ဒါကြောင့်ပြောနေကြတာပေါ့ဘေးကြီးပြောလားပြောတယ်နော်ဘာတွေပြောနေတာလဲဘဝကိုအကြောင်းပြုပြီးတော့ဒုက္ခကိုချမ်းသာလို့နဲ့သောမနတာသောတာမှုဆိုတာရှိတာအကယ်၍ဘဝမှာပြောစရာမရှိဘူးဆိုရင်ဘယ်လိုမှဘဝမှာပြောရမှာမဟုတ်ဘူးဒါတော့သူတိုင်းပဲတော့ဒီဘဝပြောနေတာဒီအတ္တဘာကြောင့်ပြောနေတာလား ဒါနဲ့ဘဝပြောစရာတစ်မျိုးရဲ့သာရှိတာလားဒါတစ်ခါကစဉ်းစားပြောစရာပဲရှိတာလားစိတ်ပြည့်စရာတွေဒါပြည့်အတားစာတွေတော့မရှိဘူးလားရှိတာပေါ့အဲ့ဒီစိတ်ပြည့်စရာအပြည့်အတားစာတွေကဘာတွေလဲလို့ဆိုရင်လက်ကြည့်နေရတာလူဆိုလည်းရှိတယ်တည်းတည်းကိုယ်ကလည်းနားလည်းနောက်ဆုံးတည်း ဒါကြီးကရှောင်လို့ပါများဝိပရိနာမတာအဆိုးဘက်ကိုပြောင်းနေဘာမှပြောင်းလဲနေတယ်ပြောင်းလဲမှုရှိရင်အဆိုးဘက်ကိုပွားနေတဲ့ဘဝကြီးဘယ်လိုလုပ်ပြီးတော့ရှင်းသားဆက်အောင်လို့မစင်တော့လည်းနေရင်ဟုတ်တာပေါ့ကမ္ဘာရှိတဲ့သာစဉ်းစားခိုင်းတယ်ဘုရားနာရှိတဲ့ဆိုအဲ့ဒီအာဒီနဝကိုမြင်အောင်သိခိုင်းတာ အဲ့တော့ဝိပဿနာတရားအားထုတ်တဲ့ပုဂ္ဂိုလ်ကဒီအာရိယဝမြင်ဖို့မမြင်ဘူးအဲ့တော့အကျမ်းများအပြင်ပြောစရာလားတွေးနေပြီးတော့စစ်ပြစ်စရာမကျေနပ်စရာတွေကိုမသိဘူးဆိုလို့ရှိရင်ဒီပုဂ္ဂိုလ်ကဒီဘဝကဆောင်းမနိုင်မှာမလားဆောင်းမနိုင်ဘူးကြကြမှုကဆောင်းမနိုင်ဘူးဆိုတော့ဆောင်းမခြင်းပဲနဲ့ပဲသူကဘဝတစ်ခုဆုံးတာ ဆိုလိုတာကကြံမှုတွေနဲ့ဘဝတစ်ခုဆုံးတာဆက်တွေ့ရမှာပဲနောက်ဘဝတွေ့တယ်နော်ဘဝဆက်တွေ့နေတယ်ဒီကြံမှုတွေကဘောကဆုံးရောက်တဲ့ဆိုသူမရှိဘူးဒါဖြင့်ဘဝကလွတ်မြောက်အောင်နေတရဏထပ်ပေါက်ကအားလည်းပြေးရရှိတယ်အဲဒီကြံမှုထပ်တော့ခြင်းဖြစ်ဖယ်ရှားဖြစ်ခြင်း အဲ့ဒီလိုကြံမှုကိုဖြတ်တောက်ခြင်းလို့ရှိရင်ဘာနဲ့ဖြတ်တောက်အောင်လဲအပြစ်ကိုရှင်းပြီးဖြတ်တောက်ဒီလေဒီတယောက်ပေါင်းနေဆက်ဆံပြီးတော့နေတယ်ဆိုသူ့အပြစ်မမြင်သေးတဲ့ကြာရှင်းတယ်ဒီ
ပြင်းလာလို့ရှိရင်ပါလာအဲ့ဒီနမနာကျစ်ကြားလိုက်ပမာရီဆွမ်းအားရလာပြီးဆိုရင်စိတ်ဟာပန်းပြေတယ်။ဒါလို့ပန်းပြေတယ်လူတွေလျှောက်သွားနေလို့ရှိရင်ကဲမနဲ့မှာဘုရားလိုက်ဒီသွားလိုက်ဘာလေးလုံးလိုက်ဒါလေးလုံးလိုက်ကဲမနဲ့စိတ်ကလည်းလူရဲ့အာယုန်တွေကဘုံသွားလိုက်ဒီသွားလိုက်ဒီကထိုင်နေတယ်စိတ်အာယုန်ကဘုံရောက်လိုက်ဒီရောက်လိုက်ယတိကပြည့်တဲ့အာယုန်ကခံသွားလိုက်ဒါလည်းကြားလိုက်ဒါအာယုန်ကခံသွားလိုက်တယ်စိတ်ဟာအငြိမ်မမရဘူးဝမ်းသာတဲ့အပေါင်းကိုဒီအာယုန်တွေပေါ်မှာပြေးသွားနေတဲ့စိတ်ကမရောဝဲနေမှာမပင်မမဲဘူးလားအဲ့ဒီလိုပင်မနေတဲ့စိတ်ကိုအာယုန်တွေပေါ်မှာငြိမ်ဝအောင်လုပ်လိုက်တာသုံးတာအာယုန်တွေပေါ်မှာငြိမ်နေတဲ့ဆို rest လုပ်တာအနားယူလိုက်အဲ့ဒီအနားယူလိုက်ပြီးဆိုတဲ့အခါပမာရီဆွမ်းအားတွေဆက်အဲ့ဒီပမာရီဆွမ်းအားတွေပမာရီရဲ့အားကိုယူပြီးတော့အသိဉာဏ်ဖြစ်အောင်လုပ်ရသော်ဘုရားကပြိဋိဘဆရာကြီးကအကျဉ်းဟောခဲ့တာရှိတယ်တမာတိပရိပါဝိတာပညာမဟာမဟာမိတ်တမာရီနဲ့ထုံမှန်းထားတဲ့ပညာဟာအဲ့ဒါကကျိုးကျေးဇူးကြီးရဲ့အစွမ်းလက်တယ်နော်ဒါကြောင့်တမာရီနဲ့ပညာကိုထုံမှန်းပြီးတော့ဒီဝိပဿနာဉာဏ်ဆောင်အားရဒီတမာရီနဲ့ထုံမှန်းပြီးတော့ပြရတဲ့ဝိပဿနာဉာဏ်ကိုပုံပြီးပြတ်ဆက်ထက်ပြီးတော့လာမာရီဆောင်အားဒီအဲ့ဒါကိုဆိုရင်ဒါကြောင့်မို့ရှင်အနန္ဒာမထေရကလက်ဆောင်ရတဲ့တဲ့တော်ကအဲ့ဒါမှဘုရားပွင့်တဲ့အချိန်ကနေစပြီးကျိုးပန်းအားထုတ်ခဲ့ကြတယ်။သမထယာနိကဆက်စင်ပြီးနေတယ်။ဟောဒီတက္ကကနာကရတော့ရှင်အနန္ဒာကသမထယာနိကဆက်စင်ပြီးအိဗံဝေပေါကြီးတွေ7မျိုးတော့ပေါ်သက်ထားတယ်။ကဲအဲဒီ7မျိုးပါတစ်ခုတည်းလို့ရှိရင်ရှင်းလေးနဲ့ပြီးပါပထမလောကမှာကပါလေလို့ဆိုရင်သံအာယုန်တစ်ခုပေါ်မှာပမာရိယဆိုတာဖြစ်အဲဒီပမာလို့ရတဲ့သံကိုပထမဆုံးခေါ်ရတာသူ့ရဲ့အခြေအနေကဘယ်လိုရှိလို့ဝိဝိစေဝကာမေတိဝိဝိစာအကုသနေဘူးသံအာယုန်နဲ့စိတ်ကိုထိန်းချုပ်ထားတဲ့အချိန်လေးမှာမဖြစ်လာတော့လိုချင်စရာအာယုန်တွေကိုလိုချင်နေတဲ့ကိလေသာကမှဖြစ်လာတော့ဘုန်းကြီးတို့တွေကစဉ်းစားကြည့်တယ်ရစီအမြင်နဲ့လက်စရာဆိုလိုချင်လိုက်ကကြတာမှုတွေရှိတယ်လိုချင်တဲ့ကြတာနဲ့ပြည့်တဲ့ပြည့်တဲ့ယစီကမြင်ရတဲ့အာယုနာကကြားရတဲ့အတန်နှာခေါင်းကလမ်းရှိရတဲ့အတန်တရားကလည်းရတဲ့အရာကခန္ဓာကိုယ်အထိရတဲ့အထိအဲ့ဒါတွေကသစ္စာဆရာကောင်းတာမျိုးဒါတွေကိုလိုချင်စရာကာမဝိတုကာမလို့ခေါ်တယ်အဲ့ဒီလိုချင်စရာတွေကိုလိုချင်တာကြတော့ကိလေသာကာမလို့ခေါ်တယ်အဲ့ဒီလိုချင်မှုတွေတောက်ပေါင်းပမာရိစေတဲ့ကိုဖယ်ရှားပြီးတော့ဖြစ်လိုက်တယ်အဲ့ဒီကိုဖယ်လိုက်နိုင်ပြီနောက်တစ်ခုဉာဏ်နဲ့အသိဉာဏ်ကိုစိုးပိတ်တဲ့နိဝရဏတရားတွေအခုကာမိသန္တာကိုဖယ်လိုက်တယ်ဉာဏ်နဲ့ဟာတွေကိုဉာဏ်နဲ့နိဝရဏတရားတွေကိုဖယ်လိုက်ဝိဝိစာအကုသတိကိုဉာဏ်နဲ့အကုသတရားတွေမလာတော့မလာဘဲနဲ့အဲ့ဒီတဏှာအာယုန်လေးတွေပေါ်မှာအာယုံပေါ်မှာစိတ်လေးကိုတင်ပေးနေတယ်ပြီးတဲ့အာယုံလေးနဲ့စိတ်နဲ့ကြွားမသွားအောင်ထိမ့်ပေးထားတဲ့လိစ္ဆာစိတ်လေးကိုအာယုံပေါ်မှာတင်ပေးနေတယ်ပေါ့နော်စိတ်နဲ့အာယုံနဲ့ဆုံးပေးနေတယ်ပေါ့ပြီးတဲ့ဆုံးပေးနေတာလေးကိုပဲကွာသွားအောင်ထိမ့်ပေးထားတယ်ပေါ့လိစ္ဆာတို့အာယုံလေးပေါ်မှာစိတ်ကရှင်းတတ်နေတာဒီချမ်းသာဒုက္ခရတဲ့ဒုက္ခဒီနေနေတာကသမာဓိလို့ဒါကိုဆိုင်အင်္ဂါ၅ပါးလို့ဒီဆိုင်အင်္ဂါ၅ပါးမှာအာယုတစ်ခုတည်းပေါ်မှာတပြေးညီခ
ခံချက်ညီညီနဲ့အလုံးလုံးနေပြီဆိုလို့ရှိရင်ပိဋိဒုက္ခကိုသိရဘာပိဋိဒုက္ခလဲဝိဝေကသပိဋိဒုက္ခကိလေသာတွေကနေလွတ်သွားတဲ့ချမ်းသာနိဝရဏတွေကလွတ်ထွက်သွားတဲ့ချမ်းသာလောကလူတွေကနိဝရဏတွေနဲ့တွဲနေတာချမ်းသာတာကိုပြောစရာတွေစိတ်ကတွဲနေတယ်ဒါနိဝရဏကာမိသနာနိဝရဏနဲ့တွဲတဲ့ချမ်းသာတာကာမဒုက္ခသိအဲ့ဒီကလွတ်သွားတဲ့နိခာမဒုက္ခသိမှာမဟုတ်ဘူးလူတွေကြည့်နေနေစတဲ့မျက်စိကချီးကျူးစရာရှာပြီးကြည့်နားကလည်းနားနေတိုက်တဲ့အချိန်လေးပဲနားထောင်တယ်။ဒါကောင်းလည်းဝိက္ခာနဲ့အနန္တလေးရှိပါမှာ။နေရာလည်းကောင်းတာလေးစားဖို့အကျဉ်းခန္ဓာကိုယ်ကလည်းကြီးစက်နေရောတဲ့အထီးတွေဒီလိုဟာမျိုးအဲ့ဒါတွေကိုမြစ်တဲ့ခြေနဲ့ဆွဲလန်းနေတယ်ဆိုရယ်ဒီစိတ်တွေအဲ့ဒီစိတ်တွေနဲ့ခံစားမှုကြောင့်ဖြစ်ပေါ်လာတဲ့ချမ်းသာတွေကာမဒုက္ခလို့ခေါ်တယ်။အဲ့ဒီကာမဒုက္ခတွေကိုဆုံးမလိုက်လို့ဖြစ်ပေါ်လာတဲ့ချမ်းသာဒုက္ခတစ်မျိုးမှာဝိဝေကသာပိဋိဒုက္ခတော့ဒီဝရဏတွေလုတ်ကဲသွားလို့ကာမဂုဏ်အာယစိတ်တွေလုတ်ကဲသွားလို့ရရှိလာတဲ့ခြေတန်းမှုမျိုးပိဋိဒုက္ခဆိုတာအမှန်မှသတိထားကြအောင်ပြောစရာအာယုံကိုကြည့်ပြီးပြောစရာမရှိဘူးလားဆိုရှိအဲ့ဒီပြောစရာကပုံမှန်မှုတွေနဲ့လားအဲ့လိုပုံပဲထူးခြားတဲ့အသိဉာဏ်လေးရစိတ်ကလေးငြိမ်းချမ်းလို့ပြောရှင်မှုကဒါကခုနကပြောရှင်မှုနဲ့မတူဘူးမိသားစုငြိမ်းချမ်းတဲ့ပြောရှင်အဲ့ဒါနဲ့နိခမဒုက္ခဝိရိဒသာပိဋိဒုက္ခနိခမဒုက္ခဒီချမ်းသာဒီတော်ဝါတရား၅မျိုးကလုံးနဲ့အာရုံနဲ့တူတဲ့ပေါ်မှာစုပြီးတော့ခံချက်ညီညီနဲ့လုံးလုံးညီညီဆိုရင်ဘယ်လိုလဲချမ်းသာရှိမှာခံစားနေတာကဲကောင်းပြီအဲ့ဒါသမာဓိကိုထူထောင်လိုက်တော့ဒီဘယ်လိုလဲချမ်းသာကြည့်အောင်သူ့သမာဓိကဆွတ်ချက်ဝိကသပိဋကကိုရသွားတဲ့အခါကဲဝိပဿနာဒုရီဆိုရင်ဘာလို့လဲအဲ့ဒါကိုရှင်းသဏ္ဍာန်ကရှင်းတယ်နော်။ဘူးတယ်ဆိုတာအဲ့ဒီသဘာဝတရားကိုရှင်းရင်ရှင်းတာ။ရှင်းရင်လည်းအဲ့ဒီဇာတ်ကနေခါလိုက်ဆုတ်ခွာလိုက်ဇာတ်ကခါလိုက်ဆိုအဲ့ဒီဓမ္မရီစွားတွေနဲ့ရက်တည်နေတဲ့အနေထားတဲ့သူကခါလိုက်အဲ့ရကဒုက္ခတဲ့ပုံဆုတ်ခွာလိုက်တဲ့အချိန်မှာခါတယ်ဆိုတာအရှိန်လေးကပါနေတယ်ဇံခံစားနေတဲ့ချမ်းသာဒုက္ခတွေအချိန်လေးတွေရှိတယ်။အဲ့ဒီတော့တရားလေးတွေခေါင်းထဲမှာပြောင်းသွားတယ်ဉာဏ်နဲ့ပြောင်းတယ်။အဲ့ဒီပြောင်းသွားတဲ့အချိန်လေးမှာသူကအသိဉာဏ်နဲ့ဆင်ញင်စဉ်းစားတယ်။ဘယ်လိုဆင်ញင်စဉ်းစားလဲ။ဣထံပိခောပထမဇာနံအခုငါရတဲ့ပထမဇာပါလေအဘိသင်္ကတံအကြောင်းတရားတွေပေါင်းစပ်ပြီးတော့လုပ်ထားတဲ့အခါပဲဟုတ်တယ်အဲ့ဒီမှာအာယုံရှိတယ်နော်အာယုံရှိတယ်ဝိတဝိသရာပိဋိဒုက္ခဧကဂတာလို့ခေါ်တယ်ဇာအင်္ဂါလေးရှိတယ်အာယုံရှိတယ်အာယုံရှိတဲ့စိတ်ကြီးရှိတယ်ဒါလေးအဆိုင်အကြောင်းတရားတွေကြောင့်ဖြစ်ပေါ်နေတာအဘိသင်္ကတံလုပ်ထားတဲ့အရာတွေပဲအဘိသင်္စေဟိတံနော်စိတ်ကူးကြံစပြီးတော့ခန္တီးထားတဲ့အရာပဲဖြစ်တယ်။ခဲအရာပဲဖြစ်ဖြစ်အကြောင်းတရားတွေကခန္တီးထားတဲ့အရာမှလည်းအကြောင်းရှိလို့မှရှိတယ်။အကြောင်းရှိတဲ့အကြောင်းချုပ်သွားလို့ရှိရင်ဒါတွေကဖြစ်နေပါလား။ဒါကြောင့်ဘယ်အရာပဲဖြစ်ဖြစ်အကြောင်းတရားတွေကခန္တီးထားတဲ့အရာမှလည်းတရားဒိဋ္ဌာသမီးရဲ့အရာတွေပဲ။ဟောပထမဇာမှာရှိတဲ့သဘာဝတရားတွေကိုသူရှင်းရှင်းကြည့်။ငါပထမဇာဆိုတဲ့ဝင်စားနေတဲ့အခိုက်အတန့်ဖြစ်နေတဲ့ဒီအာယုံမှာတင်ပုတ်ပြီးနေတဲ့ဝိတ္တကလေးအာယုံနဲ့စိတ်ရဲ့ကွာတော့ထိန်းထားတဲ့ဝိသနာရှင်းတတ်နေတဲ့ပိဋိနော်ချမ်းသာနေတဲ့ဒုက္ခတည်ငြိမ်နေတဲ့သမာဓိလေးတွေဟာအာယုံရဲ့ဆွမ်းအားနဲ့သူ့ထိန်းထားလို့ဒီလိုဖြစ်နေတာကအာ
အာယုပေါ်မှာဒီလိုဖြစ်နေတာမလားအာယုပေါ်မှာသူတို့ယက်တည်နေတယ်သူတို့စွမ်းအားတွေစစ်ပြီးတော့ထိန်းထားလို့ဖြစ်နေတာမလားအကြောင်းတရားကြောင့်ဖြစ်နေတဲ့အကျိုးတရားများလားဖန်တီးထားတဲ့အရာတွေခုပဲမြင်လိုက်ပြီးတော့အဲ့ဒီဖန်တီးအကြောင်းတရားတွေကစုပေါင်းပြီးတော့ဖန်တီးထားလို့ဖြစ်ပေါ်နေတဲ့အကျိုးတရားတွေခုကဘယ်တော့မှမမြင်ဘူးကြောင်းလဲသွားနိုင်တဲ့ဘောရမယ်အနိစ္စနိရောဓဓမ္မမမြဲတဲ့ဘုံချုပ်ပြောက်သွားတဲ့ဘောပဲဆိုတာပြန်ပြီးတော့သိနေတယ်အဲ့ဒါဝိပဿနာဉာဏ်ဖြစ်တာကိုပြောတာအဲ့ဒါလိုဝိပဿနာဉာဏ်နဲ့ရှုလိုက်ပြီးဆိုတဲ့အခါမှာဒီဓမ္မစက်ကိုဖြစ်ပုံရှုတဲ့အခါဘယ်လိုရှုလဲဓမ္မစက်ကိုကုသပါဠိဆိုယံကေစီအနုယဓမ္မသဗ္ဗံဒီရောဓဓမ္မဖြစ်ချင်းသဘောရှိတဲ့တရားဓမ္မတွေဖြစ်ချင်းသဘောရှိတယ်ဒါဝိပဿနာဉာဏ်အစစ်မြင့်တဲ့ဝိပဿနာဉာဏ်ကိုပြောတာဖြစ်ချင်းသဘောရှိပြီးဖြစ်ချင်းသဘောမရှိတဲ့အရာဆိုတော့ဘုရားပြောအားလုံးမှာဖြစ်ပြီးပြသွားတာပဲဆိုဒီအမြင်ဟာဓမ္မစက်ကိုအဲ့ဒီဉာဏ်ဖြစ်တာသို့တော့ဒါကိစ္စအနေနဲ့ဒီလိုဉာဏ်ဖြစ်တာမက်ဆေ့ပေါ်တဲ့အခါမက်ဆေ့ကနိဗ္ဗာန်ကိုအာရုံပြုတာဒီကောင်းပြီအဲ့လိုအနိစ္စသဘာဝကိုရှုစဉ်ဆင်ញင်စဉ်းစားတဲ့အခါမှာဆရာနာကဒီနေရာမှာဝိပဿနာရှင်းစဉ်ကိုအကျယ်တဝဲမပေါ်ဘူးဟောတာကဘုန်းကြီးတို့ရှေ့ကကြောင်းထားပြီးသားဝိပဿနာနော်အဲ့ဒီလမ်းစဉ်တိုင်းနဲ့တက်တယ်အဲ့တော့ကရမဇာမှာပါတဲ့သဘာဝတရားတွေကိုဆင်ញင်စဉ်းစားပြီးဒါတွေဟာအကြောင်းကြောင့်ဖြစ်တဲ့တရားတွေအကြောင်းကြောင့်ဖြစ်တဲ့ဆိုရင်ဘယ်တော့မှမမြဲဘူးဆိုရင်ဒီအမြင်မျိုးတွေရလာတဲ့အခါမှာသောတာပန်ဖြစ်တဲ့သက္ကရာဖြစ်တဲ့နာသောတာပန်ဖြစ်တဲ့သက္ကရာဖြစ်တဲ့နာဖြစ်အဲ့ဒီသဘောဝိပဿနာကျင့်စဉ်ဒီတစ်ခုပရမသဘောထားကျင့်တယ်ပြီးတော့ဝိပဿနာကူးတယ်အဲ့လိုကူးလိုက်တော့ဒီသဘောဝိပဿနာဆိုတဲ့တရားတွေပေါ်မှာကတ္တမှုဆိုတာရှိနေသေးတဲ့ကာလပါတော့အနုရဒအနေနဲ့ရှိနေသေးတဲ့ကာလပါတော့ကတ္တမှုဆိုတာတရားပေါ်မှာလည်းကတ္တမှုဆိုတာဒါလေးရမယ်သမာဓိကောင်းလိုက်တာလို့ကိုယ်ဘောကြတရားပေါ်မှာတွေ့တာကိုယ့်ရဲ့ဝိပဿနာပေါ်မှာတွေ့တာအဲ့ဒါကိုဓမ္မရာဂဓမ္မနန္ဒီလို့ခေါ်တယ်အဲ့ဒီဓမ္မရာဂဓမ္မနန္ဒီရှိနေသေးရင်ဓမ္မပေါ်မှာတွေ့တာလေးမကင်းသေးဘူးဆိုရင်အဲ့ဒီပုဂ္ဂိုလ်ကစံရဲ့ကုသိုလ်ဆောင်အားကြောင့်ဓမ္မပေါ်ဖြစ်တယ်အဲ့ဒါဆိုတော့ဒါပရမဇ္ဇနိယတာတရားတာသောတာပန်ပြန်လာနောက်ဆုံးမှအနာဂတ်ဖြစ်သွားပြီဆိုလို့ရှိရင်သရဝတာဓမ္မကိုရောက်အဲ့ဒီနေရာမှာကာယေဝဓမ္မရာဂေနတေနေဝဓမ္မရာဂေနကာယေဝဓမ္မနန္ဒီယအဲ့ဒီဓမ္မပေါ်မှာတက်တဲ့နေတဲ့ဘာကကတ္တနေတဲ့ဘာက6ဖြစ်တာလို့ဒီလိုလေးပဲယူမှာအဲ့ဒီတဏှာရာဂဓမ္မပေါ်မှာတွေ့တာနေတဲ့တဏှာရာဂမကင်းသေးသည့်အတွက်ကြောင့်သူကဘဝရဲ့ခုပြန်ဖြစ်နေဖြစ်တာတော့ဓမ္မဖြစ်တာကသူကအနာဂတ်ဖြစ်သွားသည့်အတွက်ကြောင့်သောတော်နာဘုံရောက်ပါတယ်အဲဒီဝိပဿနာကိုကျင့်တဲ့သမထဝိပဿနာကျင့်စဉ်ပေါ်မှာလုံးဝတက္ကမှုတွေကိုဆက်တော့လုံးဝတက္ကမှုတွေကိုဆက်တော့လိုက်ပြီးရှင်မရနာဖြစ်သွားတယ်ဘယ်လိုဆိုလဲဟောရမကြီးကသာလို့5ပါးလို့ဆိုတယ်သက္ကရာဒိဋ္ဌိခန္ဓာ၅ပါးနဲ့ပတ်သက်ပြီးတော့ပါရတဲ့အနေနဲ့ခုဝိသိကိစ္စကျောင်းကျိုးတရားဓမ္မအပေါ်ဖြစ်တဲ့ပေါ်တာတရားဖြစ်နေသီလတ္တပရမကမမကနဲ့အဖြစ်နေတဲ့ကိလေသာကလွတ်နိုင်တယ်ဆိုတဲ့ပါရတဲ့သုံးသပ်ဆင်ခြင်မှုဆိုတဲ့ဒီကာလစဉ်သုံးခုကာမရာဂကာမအာယုဒီပေါ်မှာတွေ့တာမှုဇာကာရတွေ့တာနဲ့အာယုဒီပေါ်မှာဆုံးရှုံးသွားရင်အလိုမကျမှုဆိုတဲ့ဇာကာရအဲ့ဒီတာယောစဉ်၅ပါးကိုကောရပါကိယတာယောစဉ်ကိုဒီတာယောစဉ်တွေရှိနေသေးရင်ကာမဘုံနဲ့ဘယ်တော့မှတာယောစဉ်ဒီဆက်ဆက်နေတယ်ဘယ်တော့မှဥစ္စာမကွယ်ဘူး
ကာမဂုဏ်နဲ့တွဲနေတော့အဲ့ဒီကာရစဉ်၅ပါးကိုဖြတ်နိုင်ပြီလို့ဆိုလို့ရှိရင်အဲ့ဒီပုဂ္ဂိုလ်ကဓမ္မပြည်ရောက်ပါအဲ့ဒီဓမ္မပြည်ရောက်ဒီအနာဂတ်ဖြစ်သွားတယ်ဆိုတဲ့ပုဂ္ဂိုလ်ကသူ့မှာဓမ္မရာဂဓမ္မတန်ကြီးဝိပဿနာတရားတွေကြံမှုလေးရှိနေလေလို့သူကဉာဏ်နဲ့အပြောင်းဖြစ်တာဒီကြံမှုလေးဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဉာဏ်နဲ့ဒီလိုဒိဋ္ဌိနဲ့ပြောတယ်နော်အဲ့ဒါပထမဆံကနေပြီးတော့ဝိပဿနာကိုကျိုးတူရဲ့ဒုတိယဆံကနေပြီးတော့ပထမဆံကိုတိုးပြင်းတဲ့လူတိုးပြင်းတော့ကျန်တွင်းနေတဲ့ဝိတက်ဆင်ញင်သုံးသပ်နေတဲ့ဝိစာဒီနှစ်ခုကိုဖယ်ရှားလိုက်တယ်။တမာရီစွမ်းအားရဲ့အနောက်ရှက်တွေပဲဆိုရင်ဝိတက်တဲ့ဝိစာကဖယ်ပြီးတော့တမာရီစွမ်းအားကိုညှင့်လိုက်တဲ့အခါမှာစိတ်ကိုအာယုံမတင်ပေးစရာလည်းမလိုဘူး။စိတ်နဲ့အာယုံမကွဲအောင်ထိန်းတဲ့ဝိစာဆိုတာမလိုတော့ဘူး။အားပြည့်တော့ပီတိရဲ့ဒုက္ခတမာရီရဲ့ဒီသုံးခုနဲ့ကိုရည်သွားဆိုင်ကတခုဖယ်ရှားလိုက်လို့ဒုတိယချိန်ရလာတဲ့ဆံကြတော့ဒီဒုတိယဆံကြတော့အာသံလို့အာလို့ခေါ်လို့ပမာဒိသပိတိဒုက္ခပမာဒိသောအားနဲ့ရတာပမာဒိကိုတွန်းပြလိုက်ကြရခေါင်းကတော့ဝိဝေကသပိတိဒုက္ခကိန်းပေါ်လွတ်လပ်သွားလို့ရအခုပိတိဒုက္ခကပမာဒိကြောင့်ရအဲ့ဒီရလာရင်ခေါင်းကသာကထပြီးဝိပဿနာရှုပြီးတော့ဘယ်ပုံနဲ့ကြောင်းဆိုတာဒါတစ်ခုနောက်ပြီးတော့တတိယဆံကျတော့ခုနကပီတိကိုပြရှားလိုက်သမာဓိစွမ်းအားကိုညှင့်ပြီးဒီမြင့်သက်နေတာဒီလေသမာဓိရဲ့အနောက်ချက်ဖြစ်တယ်လို့မြင်လာတဲ့အခါပီတိကိုပြရှားလိုက်နေပီတိကဒုက္ခလို့ခေါ်တယ်ပီတိကင်းမဲ့တဲ့ချမ်းသာအဲ့ဒီချမ်းသာကသမာဓိနဲ့ဒုက္ခနဲ့ဒီနှစ်ခုနဲ့သမာဓိစွမ်းအားရလာအဲ့ဒီမှာလည်းပီတိနဲ့ဒုက္ခနဲ့သမာဓိဒါကိုရှုပြီးအဲ့ဒီကပါတဲ့ရှင်တဲ့တရားတွေကိုရှုပြီးတော့ဥပဒနာခူးလိုက်တဲ့အခါခုနလိုပဲဘယ်ကိုရတာဥပဒနာခူးနောက်စတုတ္ထဆံကြဒုက္ခကိုဖယ်လိုက်ပြီးဥပိ္ပခဒုက္ခဒီလိုရှိပါတဲ့ချမ်းသာတည်ငြိမ်တဲ့ချမ်းသာတည်ငြိမ်တဲ့ချမ်းသာဒီသမာဓိကိုလုံးဝအထောက်အကူပြုတယ်ဟိုဒုက္ခကသမာဓိကိုနောက်ဆက်အနည်းငယ်ပေးတယ်ပေါ့ဒါကြောင့်ဥပိ္ပခဆိုတည်ငြိမ်သိမြေရောခံစားတဲ့ဥပိ္ပခလေးနဲ့သမာဓိနဲ့အဲ့ဒီစတုတ္ထဆံကြတော့သမာဓိရဲ့အရှိန်မှာအမြင့်ဆုံးဖြစ်သွားအဲ့ဒီစတုတ္ထဆံကထားပြီးတော့အဲ့ကျက်ပါတဲ့သဘာဝတရားတွေကိုဝိပဿနာရှုပြီးဥပ္ပေဟောဒီလိုရှင်းအနန္ဒာကပထမဇာတ်ကနေပြီးတော့ဝိပဿနာရှုတယ်ဒုတိယဇာတ်ကဝိပဿနာရှုတယ်တတိယဇာတ်ကဝိပဿနာရှုတယ်သုဒ္ဓဇာတ်ကဝိပဿနာအတိဒေဒီပထမကောနောက်တစ်ခါကျတော့မေတ္တာဆံမေတ္တာပွားပြီးတော့မေတ္တာကမ္မဋ္ဌာန်းကိုအားထုတ်ပြီးတော့မေတ္တာပွားရလာပြီးတဲ့အခါမှာမေတ္တာဆံကအစပြီးတော့ဝိပဿနာပွားအာရုံညာနောက်တစ်ခါကရုဏာကမ္မဋ္ဌာန်းပွားများအားထုတ်ပြီးတော့ဝိပဿနာပွားမုဒိတာကမ္မဋ္ဌာန်းကိုပွားများအားထုတ်ပြီးတော့ဝိပဿနာပွားဥပိ္ပခာကမ္မဋ္ဌာန်းကိုပွားများအားထုတ်ပြီးဒါမဲ့ဆိုဓမ္မဝိရဒတရားလေးပါအားထုတ်ပြီးတော့ဝိပဿနာပူးသွားတဲ့ဒီစနစ်ကိုဆက်ပြီးတော့ဟောအားလည်းတော့ရှင်းခုဖြစ်သွားတယ်ဒီကနေ့ဒီတဲ့အရှင်းမြင့်အခုဇာနေမှာအားလုံးဟာရူပဇာလို့ခေါ်တယ်အရူပဇာကြတော့ကတိုင်းယုတ်တွေကိုရှင်းတော့ရှင်းရပါတယ်ဆိုတော့ပယ်လိုက်ပယ်ပြီးတော့အာဂတနဲ့ဆိုင်တနဆန်အနည်းငယ်နားလည်အောင်ပြောမယ်ခုနကဇာနေကကတိုင်းယုတ်ပုံမှာရည်ကြည့်နေကြတယ်ကတိုင်းယုတ်ဆိုတဲ့ပါဠိပေါ်မှာရည်ကြည့်အာဂတနဲ့ဆိုင်တနဆန်ကိုရည်ကြည့်နေတယ်အဲ့ဒီကတိုင်းယုတ်ကိုနှလုံးမသွင်းမဲ့ဖယ်ရှားပြဖယ်လိုက်တဲ့အခါကျဆိုတော့လွယ်ပေါ်မှာတခုခုတင်ထားတယ်အဲ့ဒါဖယ်လိုက်လို့ရှိရင်ဘာကြတော့ကွက်လာမယ်ဆိုတာဒီလိုဆိုလို့အဲ့တော့ဒီဖယ်လိုက်တဲ့အခါဘာကြတော့ space ကိုကွက်လိုက်တယ်အဲ့ဒီကွက်လိုက်တဲ့ကိုအာဂါလလို့အဲ့ဒီအာဂါလဆိုတဲ့အာရုံလေးပေါ်မှာရှုပြီးတော့ဟိုတမာရီပြည့်စုံကိုရှင်းတဲ့အခါအရူပပရမဆာကြအဲ့ဒီမှာလည်းခဏလိုဝိပဿနာရှင်းနေရင်ခုနကပြောဓာတ်ပုံလေးမှာရနိုင်တယ်တခါအရူပဒုတိယဆာကြတော့
Any Akatago, the shoe of it, Akatago should be the same, can be a shoeless. Just be the Yala, the Sandra, Saying Mariua, Kajam Shino, saying Asura, and Edo Ulikade, Kamalishia, Tapero Yano, Tapero Yara. I am young yesterday in the Torah. I was under the death. I am young yesterday in the day. Rubasandega, saying I will pay the quality, short about a need in death. I was under any need at Desian, the city better, saying I will do young one. But about that I will carry you for a valley space to call it. Ananda Akata. Era I give you a shoe. Pataba Alvas and Yare. Any Pataba Alvas and happy of Ubadan and Shude, Erponina Yat. Another time, Eric Agarago, the shoe of it, Agarago, I will be the sacred sugar. Any time, Judia Alvas and Yan. Eric Tabi of Erima Pale, Nadiari will shoot you. And how we got in that bacteria. Probably, Sunday time, probably. Ella, when you need that. Now, so much. Any Agavago, I will give you a safe. No one the sheet of you, no one comes about me. The sheet of it, not keep our master. The sheet a cheat in the the sheet I will now shoot like this, so the 2 years of our not home. Machine will cheat you as I am. Any Panama Aruba was Razan, Julia Aruba was Razan, say, no one machine will lose your effort. I will give you the general Talia Aruba. Any Talia Aruba and Paris of our area, you got an achieve to the death. I will know my day. Ruba was rather than Talia and Hita Gurta Buddha Devu Agavanisa, Vijanisa, Agavana, Devu, Oku, Alpha and the Secretary. Any name I know, we are Buya, and I said about Shanana and the Canada. They learn about so we met. Isania did a book, but Mazo, we have a moment. Julia, will be mother in Talia and Fabian. Koyade, Shabidas and Sangari, Vepokari, Westway, we got an assistant to Chipio. They ran Mokaya, hello, when you go over the day, they will sit down there, they will go and he line up the Yao, no? He line up a shop down. The other was Shannon Avajaga, a good the about Sayao, but he made up the other two. Select to query your Shannon, they lay up by Yada, Shinda, maybe the one about it. The video I shot at the Shinda, we like a select. So, today about those Sandra. He said a good egg, the Kune, they were moving reality. Said a good Yolo, we are a Dora Mogu. Vedaga, they were moving on my way. Ero, Uma, the Laviole, the video of Shana, she would look, Shimyaga, Yaya, she would set the Yama. Now, Uma, Argent solution, A. Mila solution, Purpogina, Sarakuchi, Bepoga, a perfect video. I could mention Yapio, he changed it. Set the Murega, Metropoga, when they were no young Nigeria. Along one hour, the video of Shivia, the Maputa, but we went at the video of the Maputa, Sumala, Any Padrico Gatangari, Willali Machine Tangari, Tangari, out of the thing as to be a Shannon, I will issue it. Now she and another Yago. Jumbo Naya Southward. We down about Naya and Sura. They are going out of the Hello. Tabamuza in so I have what do you do today? If I tell her, I'm not going to get used to it.
ဟောလာရတာနိဗ္ဗာန်ဝင်ပေါက်နိဗ္ဗာန်ကိုရောက်ရှိနိုင်တဲ့တရားကောင်းတွေပေါ့အဲ့ဒီတရားကောင်းတွေကဘဝင်ပဲတဲ့နိဗ္ဗာန်ကိုရောက်နိုင်တယ်ဆိုတာမဖြစ်နိုင်ဘူးဒါကြောင့်မို့လို့သမဏစိတ်တွေကလည်းသွားဝိပဿနာဖြစ်နေတယ်ဟောတော့ရှင်းနာလမ်းပြတဲ့အတိုင်းပရမဆံရအောင်ကျိုးစားအပ်ပြီးရတဲ့ဆံလေးကိုခြေခံပြီးဝိပဿနာဖြစ်နေဖြစ်နေတယ်နိဗ္ဗာန်ဆိုတာကိုသဘောပြုနိုင်တယ်အဲ့လိုရှင်းစဉ်ပဏ္ဏနဲ့နိဗ္ဗာန်ကိုဝင်ရောက်ဖို့ရလမ်းပေါက်တွေများစွာရှိတယ်ဆိုရင်ဘုန်းကြီးတို့တွေမိမိတို့နဲ့တင့်တော်တဲ့မိမိတို့ရောက်ရှိနေတဲ့လမ်းပေါက်ကိုသုံးချပြီးနိဗ္ဗာန်ကိုရမောပြုအောင်ကြိုးစားကြရမှာဖြစ်တယ်ဆိုတာကိုယ်စီကိုယ်သဘောကျပြီးတော့နိဗ္ဗာန်ရောက်အောင်တရားဓမ္မကိုရှင်းတယ်ပြုဖို့အားထုတ်တော်မူကြပါစေကုန်သတည်းမေတ္တာပို့ရအောင်သတ္တဝါများစွာဝေယံကွာသန္တာရပါစေသတ္တဝါများစွာဝေယံကွာသန္တာရပါစေစိတ္တယေချံဉာဏ်ကြပါစေစိတ္တယေချံငါချံဉာဏ်ကြပါစေသက်ရှိကြမှာသိချမ်းသာဝိယသံဃပြပါစေသက်ရှိကြမှာသိချမ်းသာဝိယသံဃပြပါစေဩမန္တာဒုက္ခသင်္ကေသမေတ္တာပုံနေပြုသင်္ကမမနောတရပိတဝေသံဘဝယံတုဒုက္ခနကမေတ္တာပုံနေပြုသင်္ကမစုပေါင်းပုဗ္ဗမေတ္တာတဟုရောက်ပြီးပါဝင်ဝေယမင်းကြီးကြောင့်စေကိုပေါင်းဝေရစေကြောင့်သဗ္ဗေသံကျင့်မဲ့ဥဒ္ဒုံလုံးလုံးများသောတတ္တဝါတို့မနောတရတိမြင့်မြတ်ပြုစဉ်ဣတိလင်လိယေစဉ်ကြည်တင်စေတရုံးဤသောဧအိုင်ဤအတွင်း၌ဒုက္ခပင်္ဂလာစေထဝရအမြတ်ကြည်သာကာယပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကိုယ်တော်ဆရာဝန်တို့သည်ဘုံလန်းကဝန္တာရွှေပြူဘုမုံမှုရဲ့ဒီလူဝဲပြုံခုပွင့်ညတော်ဤပြု၍ဒုက္ခနကလေးအောင်နေတဲ့ရောရှက်တင်ပြပိတိဒီဟုသောယန္တတို့သည်ဘဝယံသူကောင်းစွာမဲ့တွေတိုင်နိုင်၍နေကြပါစေကုန်သတည်း